Hello မင်္ဂလာပါဒီနေ့အတွက်မေးခွန်းလေးကတော့ပေးထားတဲ့ဂိမ်းတွေရဲ့စခွဲဂိမ်းကိုရှာရမယ်နော်အဲ့တော့ဒီမေးခွန်းလေးကိုမတွက်ခင်မှာကလေးတို့သိထားမယ့်အချက်လေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့စခွဲဂိမ်းဆိုတာဘယ်လိုဂိမ်းကိုပြောတာလဲကလေးတို့သိနေရမယ်ပြီးတော့စခွဲဂိမ်းကိုဘယ်လိုရှာရတာလဲသိနေရမယ်နော်အရင်ဆုံးစဉ်းစားကြည့်ပါဦးစခွဲဂိမ်းလေးတွေဆိုတာဘယ်လိုဂိမ်းကိုပြောတာလဲအရင်ဆုံးစိတ်ထဲမှာစဉ်းစားကြည့်နော်ပြီးရင်ဒီချက်နဲ့အတူတူတွက်ပါမယ်โอเคဒါဆိုရင်ဒီချက်ပြောပြမယ်စခွဲကိန်းတွေဆိုတာဘယ်လိုမျိုးကိန်းကိုပြောတာလဲဆိုရင်ခြေတို့ကဒီ၄ရဲ့စခွဲကိန်းကိုရှာမယ်ဆိုရင်ခြေတို့2မျိုးရှာလို့ရတယ်အဲ့တော့အရင်ဆုံးဒီခြေတို့က၄ရဲ့စခွဲကိန်းကိုလိုချင်တယ်ဆိုရင်1ကနေ4အထိအရင်ဆုံးယူရမယ်ပြီးရင်သူတို့နှစ်ခုကြားထဲမှာရှိတဲ့ကိန်းတွေအကုန်လုံးကိုကလေးတို့ကသိနေရမှာ maybe ဒီချက်တို့9ရဲ့စတိုးကိန်းလို့ပြောချင်တယ်ဆို1ကနေ9သူတို့နှစ်ခုကြားထဲမှာရှိတဲ့ကိန်းတွေသိရမယ်တကယ်လို့ဒါဒီချက်က16ရဲ့စခွဲကိန်းကိုရှာကျင်နေဆိုရင်1ကနေ16ထိသူတို့ကြားထဲမှာရှိတဲ့ကိန်းတွေအကုန်လုံးသိနေရမယ်အခုဒီမှာ4ပဲစခွဲကိန်းဆိုတော့လွယ်လွယ်လေးပဲလေနော်ချက်အရင်ဆုံး1ကနေဘယ်ထိစဉ်းစားမလဲဆိုရင်4ထိစဉ်းစားမယ်သူတို့ရဲ့ကြားထဲမှာရှိတာ2နဲ့3ပေါ့ဒါဆိုရင်ဒီကိန်းလေးတွေအားလုံးနဲ့ဒီချက်က4ကိုတွားစားရမယ်ဒီမှာကြည့်ပါအောင်ဒီချက်4အစား1 4ကိုချက်1နဲ့စားလိုက်အပြတ်စားနိုင်တယ်လေနော်1 4 4ဆိုတော့ဟောဒီ1ကလေးကို4ရဲ့စခွဲကိန်းလို့သတ်မှတ်တယ်ဒါဆိုရင်ဒီချက်က4ကို2နဲ့စားကြည့်မယ်နော်ဒါဆိုရင်2နဲ့4ဆိုလဲစားလို့ပြတ်တယ်ဒါဆိုရင်2ကလည်း4ရဲ့စခွဲကိန်းပဲဒါဆိုရင်3နဲ့စားရင်မပြတ်တော့ဘူးအချွင်းကျန်တယ်လေနော်ဒါဆိုရင်3က4ရဲ့စခွဲကိန်းဟုတ်လားဟုတ်တယ်နော်3က4ရဲ့စခွဲကိန်းဟုတ်သေးလားမဟုတ်တော့ဘူးနော်ဘာလို့လဲဆိုတော့စားလို့မပြတ်ဘူးလေနော်ဒါဆို4ကို4နဲ့စားရင်ဟောပြတ်တယ်နော်ဒါဆိုရင်စဉ်းစားကြည့်ပါအောင်ဒါဆိုရင်ဒီမှာ4ရဲ့စခွဲကိန်းတွေဆိုတချို့လို့ရလာပြီ1ရယ်2ရယ်4ရယ်4ရဲ့စခွဲကိန်းက3ခုရှိတယ်ဒါကစခွဲကိန်းရှာတဲ့ပထမနီလန်းလေးတကယ်လို့ကလေးတို့ကဒီနီလန်းလေးကတော့တော်တော်ကြာပါလေနော်အဲ့လိုမစဉ်းစားချင်ဘူးဆိုရင်ကလေးတို့ကမြောက်လက်လေးရတဲ့ကိန်းသွဲလေးတွေနဲ့စဉ်းစားလို့ရတယ်ဒါလေးကပို့လွယ်တယ်နော်ဒီချေကတော့ဒီနီလန်းလေးကိုသုံးဖို့အတွက် recommend လုပ်တယ်အဲ့တော့ဒီမှာမြောက်လက်လေးရစေတဲ့အတွဲလေးတွေဆိုတာဘာတွေဖြစ်မလဲ4တလီ4နောက်ပြီးသွားရင်ဘာတွေဖြစ်မလဲဟောဒီမှာ2နဲ့4ဒါဆိုရင်အဲ့ဒီမြောက်ကိန်းလေးတွေနေဖြစ်တဲ့4တို့1တို့2တို့က4ရဲ့စခွဲကိန်းလေးတွေဖြစ်တယ်အဲ့တော့ဒီချက်ဒီမှာမှာကျင်တာတခုကဒီအပေါ်မှာပေးထားတဲ့နံပါတ်1တွက်နီလေးရဲ့အောက်မှာပေးထားတဲ့နံပါတ်2တွက်နီလေးတွေကကလေးတို့ကြိုက်တဲ့စခွဲကိန်းဘယ်စခွဲကိန်းတွက်မဆိုဒီနီလန်းလေးနှစ်ခုနဲ့လိုက်ရှာလို့ရတယ်ပြီးတော့သူ့မှာထူးခြားချက်တစ်ခုရှိသေးတယ်ကလေးတို့အဲ့ဒါလေးကိုမြင်လားအရင်ဆုံးစဉ်းစားကြည့်ပါဦးနော်သူ့မှာထူးခြားချက်တစ်ခုရှိတယ်အဲ့ထူးခြားချက်ကလေးကဘာဖြစ်မလဲဒီချက်ကထူးခြားချက်တစ်ခုတောင်မကအောင်ဒီနှစ်ခုတောင်တွေ့ထားတယ်ကလေးတို့စဉ်းစားပြီးပြီလားဘာတွေတွေ့လဲဒီချက်ကိုပြောကြည့်လို့ရတယ်နော်โอเคဒီမှာတော့ဒီချက်ကဘာထူးခြားချက်တွေ့လဲဆိုတော့4ရဲ့စခွဲကိန်းကိုယ်တိုင်က4ကိုယ်တိုင်နဲ့1နဲ့တွေ့တယ်နောက်ပြီးတော့2ပေါ့နော်ဒါကတော့ဒီချက်စားလိုက်လို့တွေ့တာပေါ့နော်ဒါဆိုရင်ခေတို့မှတ်ထားမှာဂိမ်းတစ်ခုရဲ့စခွဲကိန်းလို့ပြောလိုက်ရင်သူကိုယ်တိုင်နဲ့1ဖြစ်နေတာကိုတွေ့ရလိမ့်မယ်ပြီးသွားရင်ချဲတို့ဒီမှာစခွဲကိန်းရဲ့တန်ဖိုးတွေကို4ရဲ့စခွဲကိန်းကိုရှာတဲ့အခါမှာဆိုရင်ဘယ်တော့မှရလာတဲ့အဖြေက4ထက်မကြီးတာကိုတည်းတွေ့ရ4အောက်ငယ်နေရပေါ့နော်โอเคဒါဆိုဒီချဲတို့ဆက်ပြီးတော့တွက်ကြည့်ရအောင်နော်ဒါဆိုရင်ချဲတို့ဖြေထွက်သွားပြီနော်4ရဲ့စခွဲကိန်းတွေကဟုတ်ပါတယ်ကလေးတို့ခုနတွေးလိုက်တယ်1ရယ်2ရယ်4ရယ်เนาะဒါဆိုရင်ဒီလိုနည်းတိုင်းလေးပဲနောက်ထပ်စဉ်းစားကြည့်မယ်နံပါတ်ခခွေးမှာ9ရဲ့စခွဲကိန်းအဲ့တော့9ရဲ့စခွဲကိန်းဆိုရင်ဒီချက်က1ကနေ9ကြားမှာရှိတဲ့ကိန်းတွေအကုန်လုံးနဲ့လာစားလိုက်မယ်ဆိုရင်စားကြည့်လိုက်မပြတ်ဘူးเนาะအဲ့ခါကျရင်ဒီချက်ကတစ်မျိုးပဲရှိတယ်စားလို့ပြတ်တာဆိုလို့9ကို1နဲ့စားရင်ပြတ်တယ်9ကို9နဲ့စားရင်ပြတ်တယ်ဒါဆိုရင်ဒီချက်ကအဲ့ဒါဆိုရင်သိနေပြီတကယ်လို့ဒုတိယနီလန်းနဲ့တွက်မယ်ဆိုရင်လည်းမြောက်လက်ခွန်ဖြစ်စေတဲ့အတွဲလေးကလည်း9တက်လီ9ပဲရှိတာဒါဆိုရင်သူ့မှာစခွဲကိန်းက2ခုပဲရှိတယ်သူကိုယ်တိုင်နဲ့1ပေါ့ဟုတ်လားမသိဘူးเนาะချက်ဖြေလေးချိန်ကြိုက်ကြည့်ပါမယ်ဟုတ်တယ်နော်ဒါဆိုရင်15ဆိုရင်ရောကလေးတို့အရင်ဆုံးကလေးတို့စဉ်းစားကြည့်ပါဦးပထမတွက်နီလဲရတယ်ဒါပေမဲ့ဒုတိယတွက်နီလေးကပိုလွယ်တယ်နော်မြောက်လက်15ဖြစ်စီမဲ့ကိန်းသွဲလေးတွေကိုကလေးတို့ဖန်တီးကြည့်ပါဦးတချို့ကလေးတွေကလွယ်တယ်နော်ဒီချက်ဒီမှာခုနဒီချက်ပြောတဲ့အတိုင်းပဲ15တက်လီ15နဲ့စလိုက်မယ်ရတယ်လीနော်ဒါဆိုရင်15တက်လီ15ဆိုရင်1ကလည်း15ရဲ့စခွဲကိန်းပဲ15ကိုယ်တိုင်ကလည်း15ရဲ့စခွဲကိန်းပဲโอเคနောက်ထပ်ဘာတွေရှိသေးလဲအလီရရင်ဒီဟာလေးကလွယ်လွယ်လေးတွက်လို့ရတယ်နော်ဟုတ်ပါတယ်3 5 4 15ပါဒါဆိုရင်3ကလည်း15ရဲ့စခွဲကိန်းဖြစ်တယ်လို့5ကိုယ်တိုင်ကလည်း15ရဲ့စခွဲကိန်းဖြစ်တယ်ဆိုတော့ချဲတို့ဒီမှာကြည့်ပါအောင်ဘယ်နှခုလောင်ရလဲ4ခုလောင်ရတယ်နော်အဲ့ဆိုချဲတို့ဟုတ်မဟုတ်ပြန်ပြီးတော့တွက်ကြည့်ပါမယ်1ရယ်3ရယ်5ရယ်15ရယ်
โอเคဒါဆိုဒီချက်ကဂါကြီးနဲ့ငါ့ကိုတော့ဒီချက်တွက်ပြတော့ဘူးเนาะအဲ့ဒါလေးတော့ကွက်ကိုတွက်ပေးပါဦး thank you ပါ